ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှမ်းပါပါစေ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအရင်အချမ်းများနဲ့မဖြစ်စလောက်ပြဿနာတည်တည်လေးစပြီးတော့စကားပြောရတာညင်းခုန်ရတဲ့စကားများရတာမျိုးတွေဒီနေ့မှာဂျုံရတဲ့တတိထားနော်အစုစက်တူစာချုပ်ရှယ်ယာကိစ္စအတွက်တွေလည်းဒီနေ့မှာစိတ်ရှုပ်ရတာစိတ်ညစ်ရတာမျိုးတွေလည်းဂျုံရတဲ့ဝမ်းသာစရာတည်င်းကောင်းတွေချက်ရတဲ့ကျမ်းမာရေးအနေနဲ့တတိထားနော်ခြေတော်ရဲ့အောက်ပိုင်းမှာထိမိခံမိတတ်တဲ့အခြေရေးမှာလည်းအထင်အမြင်ဘယ်မှဆရာများနဲ့ဂျုံရတဲ့နော်အိမ်တော်ရေးမှာလည်းဇနီးတဲ့အတွက်ဝမ်းသာစရာစိတ်ချမ်းသာစရာတွေတည်င်းစကားမျိုးတွေချက်ရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရှရိယာအနေနဲ့မိမိအိရှိဖျားမှာမိုးဟင်းကကလူပေးရမှာဖြစ်ပါရှင်။